ချက်ချန်တဲ့ကိုအားပေးနေတော့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်လည်းတင်ဆက်ပေးမယ့်အကြောင်းရင်းလေးကတော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လို့ရှိရင်တော်တော်လေးကိုစိတ်မကောင်းစရာဖြစ်သွားနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်ပြီးလို့ရှိရင်သိသွားမှာဖြစ်ပါတယ်။ကဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ။ Let's go ဒါကဖုန်ကြီးเจ้าမှာဖြစ်သွားတယ်ထင်တယ်နော်ဆွဲလာရဲ့လာလောက်နေတယ်ဗောနော်မာဒုကာမနဲ့ဖုန်ကြီးတွေဗောနော်ဒါကြောင့်မို့လို့ line ပေါ်မှာတချို့လူတွေကအဲ့လိုမျိုးကဲ့ရဲ့ပြီဆိုလို့ရှိရင်တော့ကဲ့ရဲ့တဲ့လူကအပြစ်ပြောတာဖြစ်အောင်ပဲနော်တကယ်တော့ကျသူတို့ဖြစ်နေတဲ့ပုံကိုကဒါကမာဒုကာမတွေကိုပြောရမှာလားအပြစ်ကဗောနော်ဖုန်ကြီးတွေပဲမစင်ကျင်လို့အခုလိုမျိုးဖြစ်တယ်လို့ပြောရမှာလားဗောနော်ကျွန်တော်တို့ဆက်ကြည့်ကြအောင်ဆက်ပြီးတော့ပြန်ပြီဓာတ်ပုံရအောင်ဗီဒီယိုရိုက်တဲ့လူ TikTok ပေါ်တင်တဲ့လူကတင်နော်ပြီးတော့ဖုန်းကြီးကိုဇက်ပုံစံမျိုးနဲ့ကားတဲ့လူကခါးတွေပါလက်တွေပါတွေချိတ်ပြီးကားတဲ့လူကနော်တော်တော်လေးကိုမသိလျော်ဘူးနော်ကျွန်တော်အနေကတော့ဒါလုံးဝကက်ကွက်ပါတယ်လို့ဖင်းနေပါတယ်တေးသေးချလှုပ်လိုက်သေးတယ်နော်မိန်းကလေးလှုပ်တဲ့လူကလည်းဆိုတော့ကဒီကိစ္စရက်ကိုကျွန်တော်တို့အဆုံးထိအရင်ဆုံးကြည့်လိုက်ခင်ဗျဟိုဘက်မှာလေလူကြီးတယောက်ရှိတယ်စုံတွဲနေကနေပေါ့နော်ဖုန်ကြီးเจ้าမှာလည်းဖြစ်တယ်လူကြီးတွေလည်းရှိတယ်ဖြစ်နေတဲ့ပုံကအဝိုင်းအောင်အင်ဂျီဝတ်ထားတဲ့ဒီမာဒုကာမဖြစ်နေတဲ့ပုံတစ်ချက်တော့ကြည့်ရနော်တေးသေးချာချာမကြည့်နော်ဘယ်လောက်ထိယွန်စရာကောင်းလဲဆိုတော့နော်မာဒုကာမနဲ့ဖုန်ကြီးတွေကလုံးဝကိုမအဆက်တဲ့မြင်ကွင်းပေါ်လေးတာတော့ဖုန်ကြီးเจ้าမှာဖြစ်သွားတဲ့ဒီမာဒုကာမနဲ့ဖုန်ကြီးတို့ရဲ့ဒီခါခွက်တွေပေါ့နော်ဒါ line ပေါ်မှာတော်တော်များများကိုဝေဖန်မှုတွေမြင့်တက်နေပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာပြောချင်လဲဆိုတော့ဒါစင်ကျင်တုံးတရားလို့နည်းနည်းလေးထားစီခြင်းတော့ပေါ့နော်ပြီးတော့ဖုန်ကြီးเจ้าမှာလေးဖြစ်တယ်ပြီးတော့မှကျောင်းထိုင်ဖုန်ကြီးတော့ရှိလောက်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကဒီကျောင်းထိုင်ဖုန်ကြီးတွေပါတယ်ကိုကျောင်းကဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်လေပြောတင်တယ်ပြီးတော့ကျောင်းထိုင်ဖုန်ကြီးအနေနဲ့မပြောဘူးဆိုရင်တော့မှဒီတရားကာမတွေပေါ့နော်တချို့တော့တကြောင်းလုံးကဒီလိုမျိုးဖြစ်နေမယ်လို့ကျွန်တော်တော့မထင်ဘူးဆိုတော့ကအမြင်မှန်ရှိတဲ့လူကရှိမှာပဲအဲ့လိုလူတွေကအမြင်မတော်လို့ရှိရင်ဝင်ပြောစေခြင်းတယ်သိလားဘာလို့ဆိုတော့ဒီပုံစံအတိုင်းထားလို့ရှိရင်နောက်ပိုင်းကျတော့ဒီမလိုလားအပ်တယ်မာတုကာမနဲ့ဒီဖုန်ကြီးတွေရဲ့ပြဿနာပေါ့ပြောမဆိုလို့ရှိရင်တော့နောက်ပိုင်းမှာဖြစ်တာကျွန်တော်တို့တွေ့ဖို့ရမှာလား line ပေါ်မှာမာတုကာမနဲ့ဖုန်ကြီးနဲ့အဲ့လိုမျိုးပေါ့ကျူးလွန်ခဲ့တဲ့ကိစ္စတွေအများကြီးပေါ့ကျွန်တော်တို့တွေ့ခဲ့တာပေါ့လေအဲ့တော့အဲ့လိုကိစ္စရဲ့တွေကဒီကနေစတယ်လို့ကျွန်တော်တို့ထင်တယ်နော်ဆိုတော့ကကျွန်တော်တို့ဒီဖြစ်ရက်ကိုကြည့်ပြီးတော့လို့ရှိရင်ဒါဟာမာတုကာမတွေရဲ့အပြစ်ကိုပြောရမှာလားဒါမှမဟုတ်ကြောင်းထိုင်ဖုန်ကြီးအပြစ်ကိုပြောရမှာလားဒါမှမဟုတ်ဒီအမှကျောင်းမှာရှိနေတဲ့အနီးနားမှာရှိနေတဲ့တရားအောက်ဒီဘယ်လိုပြောမလဲတရားကားတွေကိုပြောရမှာလားအပြစ်ကဘဒုရဲ့အပြစ်လဲဆိုတာကိုတစ်ချက်လောက် comment ထဲမှာဝင်ရောက်ဆွေးနွေးပေးပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးလည်းပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ bye bye